ကြပါအောင်ဒီမှာနင်းဖွေကြတယ်မှာမိသားစုဖျားကြောင်တော်ကြတာဖြစ်ပါတယ်သမီးအဆင်ပြေလားဆော့ဆော့တော့ပြောတဲ့စကားပြန်ပြောပါအောင်ပယ်လန်းခေါ်တော့တာပန်းခင်းလန်းခေါ်တော့တာမဟုတ်ဘူးပယ်လန်းခေါ်တော့လားနင်းခင်းနဲ့လန်းခေါ်တော့တာကဲလမ်းရှင်းတဲ့ကဒီဖက်မရောက်သေးပါဘူးရှင်ဒီမှာနင်းနေကြားထဲမှာကားမောင်းနေတယ်မိသားစုဖျားကြောင်တော့ကြတာပါဒီနေ့စန်ဒေးနေ့ဆိုတော့ဖြည်းဖြည်းလေးပဲတော့ကြတာကားလေးမောင်းတာတော့ဘာမှတော့တိတ်မဖြစ်ဘူး။ကိုယ်တဲ့နေရာမှာတော့နည်းနည်းလေးကြောက်တယ်။ခုနကိုယ်တာတနေရာမှာချော်ပြီးမှဘိန်းကမလဲဘူးဖြစ်သွားတာ။ USA Tulsa Oklahoma နေရီခဲလမ်းထဲမှာတွားနေကြပါတယ်။ဘန်ခင်လမ်းမဟုတ်ဘူးကွယ်။นี่ยีแค่ขึ้นท่าเรือลำบากวันนี้ต้องติดมาถูเนี่ยตีเนี่ยปวดถูစားဖြူစားဖြူနေတယ်ဟုတ်ပြီတားထူတယ်ဆိုတော့အဆင်ပြေမလားမသိဘူးဖျားကြောင်ရောက်ပါပြီကားပါခင်ကတော့ line မတွေ့ရအောင်ဆိုတော့ကြိုက်တဲ့နေရာဖတ်ပေါ့နော်ဟုတ်ကဲ့ရောက်ပါပြီအားလုံးကျေးဇူးတင်တယ်